အားလုံးပဲမင်္ဂလာပါဆိုတူလင်ဘလော့အနေကြိုဆိုပါရစေမင်းညာကန်သွားတဲ့ယူရိုပါလိပွဲမှာမန်ချက်စတာအက်တလက်တစ်ဖီဘာကိုနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ပွဲကိုhighlight လေးတွေသုံးသပ်ပြချင်ပါတယ်ညာမန်ယူက C3 နဲ့ကိုပြတ်နိုင်ရရှိပါတယ်ဒီပွဲကလုံးဝမထင်မှတ်ထားတဲ့ရလဒ်နဲ့ရရှိသွားတဲ့ပွဲဖြစ်ပါတယ်ပြည်သက်တွေအများဆုံးကျွန်တော်တို့မျှော်လင့်ထားတာကတော့မနေ့ကမယူအချိုအင်တာဗျူးမှာလည်းပြည်သက်တွေကိုလိုက်ပြီးတော့ဖြူတဲ့အချိန်မှာတရေရလဒ်ကိုပဲအများဆုံးပေါ့မျှော်မှန်းထားကြတယ်နိုင်တော့မှပဲကိုမပြတ်နိုင်လို့ထင်ပေမဲ့ညကတော့ကိုပြတ်နိုင်ရရှိပါတယ်ဆိုတော့ဒီပွဲမှာရရှိတဲ့ကိုရီးယားတော့ပထမဆုံးအဖွင့်ကိုကာစီမီရိုကမိနစ်30မှာတွင်တယ်ပြီးတော့ဘရူနိုဖာနန်ဒက်ကပနတီယာနေရာနေတကူတွင်တယ်ပထမပိုင်းပြီးကန်ဒီမှာ45မိနစ်မှာဒုတိယကိုထပ်သွင်းပြီးတော့ Z3 နဲ့ပေါ့ဥဆောင်ပြီးတော့ပွဲကိုထိန်းချုပ်ကစားသွားတယ်ပေါ့ဒီပွဲမှာကျွန်တော်ပြောချင်တဲ့ဒီမန်ချက်စတာယူနိုက်တက်ရဲ့ကစားပုံကစားကွက်နဲ့အသင်းကစားသမားတွေရဲ့စူးစီးမှုစီးလုံးမှုအားကောင်းတာရဲ့ပထမစားကစားပွဲစတာနဲ့အက်တလက်တစ်ဖီဘာကစတင်ပြီးတော့ဘောလုံးပိုင်ဆိုင်မှုနဲ့တိုက်စစ်ဆင်ကစားတယ်ဒါအီနာဂီဝီလီယန်ခေါင်းတိုက်တဲ့ဒီဖြတ်တင်လိုက်တဲ့ဘောကနေ cross ပေးလိုက်တဲ့ဘောကနေခေါင်းတိုက်တဲ့ဟာတွေကဒါဘာရန်ဘေးကနေကက်သွားတယ်ပြီးတော့အဝေးကန်ချက်တွေနဲ့လည်းဟိုနာဖမ်းရတယ်အဲဒီနောက်ပိုင်းမှာတော့မန်ယူကတဖြည်းဖြည်းနဲ့ပွဲကိုထိန်းချုပ်ကစားရင်းနဲ့အဖွင့်ကိုစရသွားတယ်ပေါ့ဒီပွဲမှာတော့မကွိုင်းယားရဲ့ညာဆောင်ကနေသူကပေးမလို့နဲ့ပြန်ခောက်တယ်ပြီးတော့မှဆွဲထွက်ပြီးတော့ဖြတ်တင်ပေးလိုက်တဲ့ဘောကိုဥကာတေးကခေါင်းတိုက်ပြီးတော့ flip လေးရှန်ပေးလိုက်တဲ့ဘောကိုကာစီမီရိုကနောက်တစ်ဆင့်ထပ်ပြီးတော့ခေါင်းတိုက်ပိတ်သွင်းသွားအပိုင်ပိတ်ပြီးတော့ခေါင်းတိုက်သွားတယ်ကိုစားဒီပွဲတစ်ပွဲလုံးကိုခြုံငုံကြည့်မယ်ဆိုရင်ဒါဘရူနိုဖာနန်ဒက်ရဲ့အသင်းပေါ်မောင်းနေတဲ့အားပြီးတော့မန်ယူသင်းရရှိတဲ့ဂိုးတွေကလည်းသူတိုက်စစ်မှုတွေရှူးတယ်ဂိုးမဟုတ်ဘဲနဲ့ကွင်းလေကစားသမားတွေကနေရရှိတဲ့ဂိုးဖြစ်တယ်ဒါကြောင့်ဒီမန်ယူသင်းရဲ့ညပွဲအနိုင်ရလက်ကမန်ယူသင်းမှာကွင်းလေနဲ့နောက်တန်းအသင်းရဲ့အနိုင်ရလက်ကိုအဓိကအဆုံးဖြတ်ပေးသွားတယ်ပွဲလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကွင်းလေမှာအူဂါဒေးနဲ့ကွင်းလေစင်တာမှာအူဂါဒေးနဲ့ကာစီမီရိုအတွဲကဖီဘာကိုကွင်းလေကိုထိန်းချုပ်သွားတယ်။ဒုတိယရောက်သွားတဲ့အချိန်မှာလည်းပို့ပြီးတော့ဘောလုံးကပိုင်ဆိုင်မှုကသူ83%ရာခိုင်နှုန်းတည်းပိုင်ဆိုင်သွားတယ်။ဒုတိယရောက်တဲ့အတွက်ပို့ပြီးတော့မန်ယူနိုက်တက်ကပွဲကိုဆိုးမိုးသွားတယ်ပြီးတော့ကာစီမီရိုရဲ့စပိန်မှာကျင်လည်ခဲ့တဲ့သူ့ရဲ့စပိန်အသင်းအနေနဲ့ကန်တဲ့အတွေ့အကြုံတွေဒီပွဲမှာအများကြီးသက်သေပြသွားတယ်ဒါကြောင့်လဲဖီဘာအသင်းကချီပါကိုတော့မရရှိပဲနဲ့ဒီပွဲကိုပြည့်နဲ့ရှုံးနေသွားတယ်ပေါ့နော်ပြီးတော့ဘရူနိုဖာနန်ဒက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ဆိုရင်ဒီပွဲမှာအကောင်းဆုံးဖန်တီးမှုတွေပေးပို့မှုတွေပွဲကိုထိန်းချုပ်ပြီးကစားသွားတယ်ဂိုးတွေလည်းသွင်းသွားတယ်ဒါကျွန်တော်ဆိုရင်တော့အကောင်းဆုံးကစားသမားစုကိုဘရူနိုဖာနန်ဒက်လို့ပြောလို့ရတယ်ဂါနာချိုလည်းပဲဒီဘက်မှာခြေစွမ်းပြတယ်နောက်တန်းမှာဆိုရင်ဒီနီကိုဝီလီယန်ပေါ့နော်တကယ်ကျွမ်းကျင်မှုရောပါဝါတွေ speed တွေကောင်းတဲ့ scale တွေကောင်းတဲ့ကစားသမားကိုနီကိုဝီလီယန်ကိုမာရိုဇီယာအပိုင်မာကင်ကပ်ပြီးတော့ထိန်းချုပ်ကစားသွားတဲ့အတွက်အခွင့်အရေးအများကြီးမရရှိပါဘူးပေါ့နော်ဒါကလည်းမန်ယူသင်းနိုင်ပွဲရလက်မှာနောက်တန်းတွေရဲ့ကြစ်လေးလေးနဲ့လူမာကင်ကပ်ကစားတာကောင်းတဲ့အတွက်ဒါစပိန်ရဲ့အကောင်းဆုံးခြေပွင့်လို့ပြောတယ်ယာမဲတို့နီကိုဝီလီယန်တို့
ဆိုတော့ဒီကစားသမားကိုတော့မှပဲမာဇာရာဝရီကထိန်းချုပ်ကစားပြီးတော့နိုင်ပွဲကိုရရှိသွားပါတယ်တော့တကယ်ချင်းပဲဆွေတို့ရောဒီမင်းညာကန်သွားတဲ့ပွဲကိုဟိုဘယ်ကစားသမားတွေဘယ်သင်းနေရရောနိုင်တဲ့အကောင်းဆုံးရတဲ့နေဆိုတာကိုကွန်မန့်လေးမှာရေးပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်